အတိတ်ဘဝတုန်းကကမ္မထာလို့အထုတ်တယ်အထုတ်ဖူးတဲ့ပုဂ္ဂိုလ်မှာအကျိုးအာနိသင်5မျိုးရှိတယ်တဲ့မြတ်စွာဘုရားဟောတာအကျိုး5မျိုးရှိတယ်တဲ့ကမ္မထာလို့အထုတ်မယ်ဆိုရင်ရှေးကအထုတ်ခဲ့ဖူးတဲ့ပုဂ္ဂိုလ်တွေမှာအကျိုး5မျိုးရနိုင်တယ်အဲ့ဒီအကျိုး5မျိုးကဘာတုံးဆိုလို့ရှိရင်အတိတ်ဘဝကကမ္မထာလို့အထုတ်ခဲ့တဲ့ပုဂ္ဂိုလ်ဟာတဲ့ဒိဋ္ဌိဝဓမ္မေပฏิကိစ္စေဝအဉ္ဉံအာရဒေတိဒိဋ္ဌိဝဓမ္မေဆိုတာအခုလက်ရှိဘဝပฏิကိစ္စေဝဒီလက်ရှိဘဝတောင်နောက်ကျတဲ့ချိန်မဟုတ်ဘူးစောစောစီးစီးကိုပဲအဉ္ဉံအာရဒေတိအရတ္တဖို့အောင်မြင်ပေါရောက်နိုင်တယ်လို့ဆိုလိုတယ်အဉ္ဉံဆိုတာအရတ္တဖို့ပြောတာဆိုလိုတာကအတိတ်ဘဝကကမ္မထာအထုတ်ခဲ့တဲ့ပုဂ္ဂိုလ်ဟာအခုလက်ရှိဘဝမှာတဲ့စောစောစီးစီးအရတ္တမေရတ္တဖို့တရားကိုရနိုင်တယ်ရဟနာဖြစ်နိုင်တယ်လို့ပြောတာဒါကနံပါတ်1အကျိုးဒီဘဝမှာရင်ရဟနာဖြစ်နိုင်တယ်တဲ့ကဲမဖြစ်ဘူးဆိုရင်စောစောစီးစီးမဖြစ်ဘူးဆိုရင်ဘယ်ချိန်မှဖြစ်တယ်ဒုတိယကသေကံဤအချိန်မှာရဟနာဖြစ်နိုင်တယ်ခုနစောစီးစီးဆိုမသေးခင်နော်ကြိုတင်ပြီးတော့စောစောရဟနာဖြစ်နိုင်အဲ့ဒါလို့မဖြစ်ဘူးဆိုရင်သေတဲ့ချိန်မှာဖြစ်မယ်ဆိုလိုတာကဒီဘဝမှာရင်မသူရဟနာဖြစ်ဖို့ခွင့်ရှိတယ်နော်စောစောစီးစီးရဟနာဖြစ်ခြင်းလည်းဖြစ်မယ်သို့မဟုတ်သေကံဤအခါဖြစ်ခြင်းလည်းဖြစ်မယ်ဒုတိယကဲအဲ့ဒီနှစ်ခုလွဲချော်သွားပြီသေကံဤအခါလည်းမဖြစ်ဘူးဆိုလို့ရှိရင်သေပြီးရင်နတ်ပြည်ရောက်မှာနတ်ပြည်ရောက်တဲ့အခါကျတော့နတ်သားဖြစ်တဲ့အခါမှာရဟနာဖြစ်မယ်တဲ့ဒါ chance တတိယတစ်ခုเนาะအကျိုးကဲနတ်သားဖြစ်ပြီးတော့ရဟနာဖြစ်နိုင်တယ်ဆိုတော့သူကကမ္မထာလို့အားထုတ်ထားတဲ့ပုဂ္ဂိုလ်ရဲ့အခြေအနေတစ်ခုပြောပြတာကြည့်ဒီဘဝမှာပဲစောစီးစီးရဟနာဖြစ်ခြင်းဖြစ်မယ်မဖြစ်ရင်သေကံဤခါမှာဖြစ်မယ်မဖြစ်ရင်နောက်ဘဝနတ်သားဖြစ်ပြီးတော့ရဟနာဖြစ်မယ်ဟောဒါသေချာပေါက်ပြောထားတာကဲနတ်သားမဖြစ်ဘူးလူလာဖြစ်တယ်ဖះနဲ့တွေ့တယ်ဆိုရင်မြတ်စွာဘုရားရဲ့ဓမ္မခိပ္ပဗိညလင်းလင်းမြန်မြန်တရားသူတရားမြတ်ရတဲ့ပုဂ္ဂိုလ်မျိုးဖြစ်နိုင်တယ်ဟောဒါ၄နံပါတ်နတ်သားဖြစ်တာမဟုတ်ဘူးလူဘဝမှာဖះနဲ့တွေ့တယ်ဘာကြီးကဓာရုစီရိယတို့လို့ပေါ့လမ်းပေါ်မှာပဲဖះခဏလေးဟောတာတရားဝဲဘလောက်မှမကြလိုက်ဘူးเนาะဘာကြီးကငါပြောတဲ့အတိုင်းမှတ်เนาะဒိဋ္ဌိဒိဋ္ဌမတ္တမြင်တာထားရှိဆက်မစင်းစားနဲ့အဲ့လိုကျင့်လိုက်မယ်ဆိုလို့ရှိရင်နော်ဒုက္ခနောက်ဆုံးမှာအဆုံးသတ်သွားမယ်လို့ဟောလိုက်တာကျင့်လေးတင်ဟောတာဒိဋ္ဌိဒိဋ္ဌမတ္တတရားကိုဟောလိုက်နာရင်းနဲ့တခါတည်းရဟနာဖြစ်သွားတာအဲ့ဒါကိုခိပ္ပဗိညာပုဂ္ဂိုလ်လို့ခေါ်တယ်လင်းလင်းမြန်မြန်သိတဲ့ပုဂ္ဂိုလ်မျိုးဖြစ်မယ်တဲ့ဒါစတုထမြောက်အကျိုးဟောနောက်တစ်ခုကျတော့အဲ့ဒီလိုမဖြစ်ဘူးဆိုရင်လွဲချော်သွားရင်မဖြစ်မလို့ဆိုနောက်ဆုံးဝိဘဝမှာပိစိကဗုဒ္ဓဖြစ်မယ်တဲ့တရားထုတ်ခဲ့တဲ့ပုဂ္ဂိုလ်တွေကိုပြောတာเนาะ